ရန်သူတွေကိုစစ်စစ်မင်းများတဲ့နေရာမှာတွေးအေးလို့ထိတ်တန့်အေးချင်လို့အမိပြောင်းပေးထားရတဲ့အေးချင်းကင်ဇနီးဖြစ်သူဆုံးပါသွားပြီးနောက်မှာတမီးလေးမင်းကြီးဟာသူ့ဘဝရဲ့တစ်ခုတည်းသောအလင်းရောင်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့လူမိုက်တိုင်းတစ်ခုရဲ့လက်ချက်ကြောင့်တမီးလေးရဲ့ရုပ်လောင်းကိုဖျောက်ဖျက်လိုက်ပြီးဆိုတဲ့သတင်းစကားကိုကြားလိုက်ရတဲ့အခါမှာတော့အေးချင်းကင်တယောက်တွေးတဲ့လူသက်သမားကိုလက်စားချေဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ရန်သူကိုတုတ်တင်ခံသည့်အချိန်မှာပဲရဲတွေရောက်လာပြီးသူ့ကိုဖမ်းဆီးသွားခဲ့ပါတယ်ပိုဆိုးတာကဖမ်းဆီးခံရတဲ့ဖြစ်စဉ်တစ်ခုလုံးဟာအင်တာနက်ပေါ်မှာဗီဒီယိုဖြစ်ပြန့်နှံ့သွားခဲ့ပြီးမျက်နှာဖက်စနစ်ကြောင့်မြောက်ကိုရီးယားထောက်လှမ်းရေးအဖွဲ့စီသတင်းရောက်သွားတာပါပဲနိုင်ငံတော်ရဲ့ထိပ်တန်းလျှို့ဝှက်ချက်အများများကိုတိထားတဲ့အေးချင်းကင်ကိုချက်ချင်းအစဖြောက်ဖို့မြောက်ကိုရီးယားရဲ့အကြမ်းဆုံးအန္တရာယ်ရှိဆုံးလုပ်ကြံတက်ဖြတ်ရေးသမားကိုတောင်ကိုရီးယားစီလျှို့ဝှက်စေလိုလိုက်ပါတယ်တစ်ဖက်မှာလည်းရဲစခန်းထဲကစစ်စေးရေးအခန်းအေးချင်းကင်ဟာနှက်ခမ်းကိုတင်းတင်းစေးပြီးစကားတခုမှမပြောဘဲနေခဲ့ပါတယ်ရဲတွေကမတက်တာတဲ့အစုံသူ့ရဲ့လက်ခွေကိုစကန်ဖက်ပြီးအထောက်ထားစစ်ဆေးတဲ့အခါမှာတော့ကွန်ပျူတာစခရင်ပေါ်မှာရဲတွေအားလုံးကိုစွန့်သွားစေမဲ့ခွင့်ပြုချက်မရှိပါဆိုတဲ့အနီရောင်စာသားကြီးပေါ်လာပါတယ်သူဟာတာမန်လူတယောက်မဟုတ်ဘူးဆိုတာသိလိုက်ရတဲ့ထိုးချိန်မှာပဲအေးချင်းကင်ရဲ့ဖုန်းကရုတ်တရက်မြည်လာပါတယ်စခရင်ပေါ်ကနာမည်ကိုရဲကဖတ်လိုက်မိတဲ့အခါတမီးလေးတဲ့တေဘီလို့ထင်ထားတဲ့တမီးလေးမင်းကြီးဟာတကယ်တော့အသက်ရှင်နေပါသေးတယ်ဒါဟာတိတ်ဆုံးလူနီးပါးဖြစ်နေတဲ့အေးချင်းကင်ရဲ့ညဝန်းတွေကိုပြန်လည်အသက်သွင်းလိုက်တာပါပဲရဲစခန်းထဲမှာပိတ်မိနေတဲ့အဖေဖြစ်သူတယောက်သူ့ကိုတပ်ဖို့အနားကိုရောက်လာနေတဲ့မြောက်ကိုရီးယားလုပ်ကြံသမားတွေရဲ့ကြားထဲကနေတမီးလေးကိုကယ်တင်ဖို့အေးချင်းကင်ဘယ်လိုလွတ်မြောက်အောင်ကြံစီမလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦး